ကဲဒီခါမှာတော့ကျမတို့အမျိုးသမီးတွေမကြခဏစားပေးတဲ့နဲ့တန်တက်ကြွယ်ဝတဲ့ကစွန်ရွက်ကိုအခုလိုမျိုးလေးတုပ်စားပါမယ်ကစွန်ရွက်ကိုကြတော့ဒီအယိုးဘွားကစွန်ရွက်လေးတုံးထားပါတယ်တရုတ်ကစွန်လို့လည်းခေါ်ရပေါ့နော်ကစွန်ရွက်လေးတွေတင်ပြီးတော့ရေစိတ်ပြီးသွားပြီဆိုရင်စားလေးစီလေးနည်းနည်းထည့်ပြီးတော့မှရေစုအိုးလေးတည်ထားလိုက်ပါမယ်ရေလေးတွေပွက်လာပြီဆိုရင်ကျမကကစွန်ရွက်လေးတွေထည့်ပြီးတော့မှပြုတ်လိုက်ပါမယ်အထက်အောက်လှမ်းပြီးတော့ကစွန်ရွက်လေးတွေကြက်ပြီးဆိုရင်ရေစစ်ပြီးတော့မှအေးခံထားလိုက်ပါမယ်ကစွန်ရွက်လေးတွေအေးခံထားတဲ့အချိန်မှာကျမကကြက်သွန်နီစီချက်လေးလည်းချက်ထားပါတယ်ပြီးရင်တော့အတုပ်အများစုမှာမပါမဖြစ်တဲ့မြေပဲလော်လေးလည်းထောင်းထားပါတယ်ရှင်ကစွန်ရွက်လေးတွေအေးပြီဆိုရင်ကျမကသူ့ထည့်ရပါတဲ့အရေးလေးတွေညှစ်ထုတ်ပြီးတော့အခုလိုလေးတွေလိဖြတ်ထားလိုက်ပါမယ်ကဲကျမတို့စတုပ်လိုက်ရအောင်မြေပဲလော်ထောင်းထားတာလေးထည့်မယ်ငံပြားရည်လေးထည့်မယ်စားလေးနဲ့အချုံမော်လေးနဲ့ထည့်မယ်ငရုတ်သီးအလွန်မုံထည့်မယ်ကြက်သွန်နီစီချက်ထားတာလေးထည့်မယ်နောက်ဆုံးမှာတံမြာသီးလေးညှစ်ထည့်လိုက်ပါမယ်ပြီးရင်တော့တခြားလေးသမအောင်နှဲထားလိုက်ပါမယ်ရှင်။ဒီနှက်ဆက်အောင်နှဲပြီးလို့အရသာလေးလည်းကိုယ်စိတ်ချက်ဖြစ်ပြီးဆိုရင်ကျမတို့ရဲ့အရသာရှိလာတဲ့ကစွန်ရွက်တုပ်လေးဟာစားလို့ရပါပြီရှင်။အားလုံးကိုကျေးဇူးပါရှင်။